တော့ဒါဒီနေ့ပြပြပေးသွားမှာကတနင်္လာ Facebook မှာတွေ့ကိစ္စနဲ့တေးသွားတဲ့ကလေးလေးတယောက်အကြောင်းကိုဖတ်မိရဲပေါ့နော်အဲ့တော့အဲ့ကလေးလေးဖြစ်နေတာကတော့ BALL လို့ခေါ်တဲ့တွေ့ကိစ္စပဲဖြစ်ပါတယ်အဲ့တော့အဲ့ BAL လို့ခေါ်တဲ့တွေ့ကိစ္စဟာဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေနဲ့လာမလဲနောက်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုကြောင့်မလို့အသက်ဆုံးရှုံးနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးပြပြပေးသွားပါမယ်ဒေါက်တာဆန်နီယာကအထွေထွေရောဂါပူဆရာဝန်တယောက်ပါအဲ့တော့ဒီ BALL လို့ခေါ်တဲ့ယောဂရဲ့အရှိကောက်ကတော့ပေါ့နော် B cell acute lymphoblastic leukemia လို့ပဲခေါ်ရဲပေါ့နော်အဲ့တော့သူကသွေးကင်ဆာတစ်မျိုးပဲဖြစ်ပါတယ်ခဏလေးမှာအဓိကအဖြစ်များတဲ့သွေးကင်ဆာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ BALL ကကြတော့ဘာလို့ဖြစ်တာလဲဆိုလို့ရှိရင်ပေါ့နော်ဒီခန္ဓာကိုယ်ထဲမှာမူမှန်မှန်နဲ့သွေးဖြူတွေအများကြီးထွက်နေလို့ပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီကြောင့်ဒီ BALL ဆိုတာဟာဆိုလို့ရှိရင်မူမှန်မှန်နဲ့သွေးဖြူတွေယူရင်းရှည်စီကနေအများထုတ်နေတဲ့ယောဂပဲဖြစ်ပါတယ်အဲ့တော့ခန္ဓာကိုယ်မှာအဓိကတော့သွေးဆက်အမျိုးအစား၃ခုရှိတယ်သွေးနီဥသွေးဖြူဥနဲ့သွေးနွားဥပေါ့နော်အဲ့တော့ဒီသွေးဆက်တွေကိုအဓိကဒီယူရင်းရှည်စီကပဲထုတ်တာဖြစ်ပါတယ်အဲ့တော့ BALL လို့ခေါ်တဲ့ဒီသွေးကင်ဆာမှာဆိုလို့ရှိရင်မူမှန်မှန်နဲ့ဒီသွေးဖြူဥတွေပေါ့နော်အများထုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြံတဲ့သွေးဆဲတွေထုတ်လုပ်မှုကိုနည်းသွားစေတယ်ပေါ့နော်အဲ့တော့စက်ရုံတရုံကဒီမကောင်းတဲ့ပစ္စည်းတွေအများကြီးပဲထုတ်နေရဆိုလို့ရှိရင်ကြံတဲ့ပစ္စည်းရဲ့ protection ကနည်းသွားတဲ့သဘောပဲပေါ့နော်အဲ့တော့အဲ့အတွက်ကြောင့်မို့လို့ဒီခန္ဓာကိုယ်မှာဆိုလို့ရှိရင်သွေးဖြူဥတွေအားကြတော့ဒီကိုယ်ခံအားအနေနဲ့လုပ်ပြီးတော့မှယောဂပရတွေဝင်နေဆိုရင်တိုက်ထုတ်ပြီးမှပဲဖြစ်တယ်အဲ့တော့ BALL မှာဆိုလို့ရှိရင်တော့ဒီမူမှန်မှန်နဲ့သွေးဖြူတွေအများကြီးထွက်တော့ဒီယောဂပရကိုတိုက်မထုတ်နိုင်တဲ့အခါမှာယောဂပိုးတွေဝင်လွယ်တယ်ပေါ့နော်နောက်ပြီးတဲ့အခါမှာဆိုရင်တော့တခြားသွေးဆဲတွေဖြစ်တဲ့သွေးနီဦးတွေသွေးနွားတွေလည်းထုတ်လုပ်တာနည်းသွားမယ်မူမနဲ့ search တွေပဲအများကြီးထုတ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့တော့သွေးနီဦးတွေနည်းသွားရဆိုတော့သွေးခဲနိုင်နှုန်းတွေနေသွားပြီးတော့မှထိခိုက်တဲ့အနည်းချင်းရာနဲ့တင်ကိုသွေးထွက်တန်ရုံတွေဖြစ်နိုင်ပါတယ်တော့သွေးလူတွေကအဓိကခန္ဓာကိုယ်ထဲမှာဒီအောက်ဆီဂျင်တွေကိုတကူလုံးကိုပို့ဆောင်ပေးမှာပဲဖြစ်တယ်။နောက်ပြီးတော့သွေးလူတွေနဲ့တယ်ဆိုရင်တော့ဒီသွေးရနဲ့ဆိုရင်လက္ခဏာတွေလာမှာပဲဖြစ်ပါတယ်။အဲ့တော့ဒီ BALL ရဲ့အဓိကကုသမှုကတော့ chemotherapy ပေါ့နော်ဆေးသွင်းတာပေါ့နော်။ဒါပေမဲ့ဒီ BALL ကပြန့်သွားခဲ့တယ်ဆိုရင်ပြန့်သွားခဲ့တဲ့နေရာပေါ်မူတည်ပြီးတော့မှဒီကုသမှုတော့ကွာသွားတယ်။အဲ့တော့အဲ့ဒီ Facebook မှာတွေ့လိုက်တဲ့ကလေးလေးကကြတော့အုံနောက်ကိုပြန်သွားလို့နောက်ကနေပြီး radiation တက်ခဲ့တာပေါ့နော်။အဲ့တော့အဲ့ဒီ Facebook ကကလေးလေးကကြာသွားကြတဲ့မှာဒီစိတ်ကူတာမှုဆက်ပြီးမခံယူလိုက်ဘူးchemotherapy ယူတာကိုဂျာတဲ့မှာတောက်လျှောက်သူ့ရဲ့ cycle လိုက်မခံယူလိုက်တဲ့အခါမှာဆိုရင်တော့ဒီအသက်ဆုံးရှုံးသွားတာပဲဖြစ်တယ်ပေါ့နော်အမျိုးအစားပဲဖြစ်ပေါ့နော်ဒီ BALL မှာမဟုတ်ဘူးဘက်ကင်ဆာအမျိုးအစားပဲဖြစ်ပေါ့နော်ဒီအပြင်ကနေပြီးတော့ RC supplement တွေတောက်တယ်ဆိုလို့ရှိရင်ကောင်းတော့တာမျိုးမရှိဘူးတက်တာမျိုးမရှိပါဘူးเนาะအဲ့တော့သူကကြာထဲမှာတောက်လျှောက်ကုသမှုခံယူထားတဲ့အခန်းကြောင့်မို့လို့ဂျာထဲမှာကလေးလေးကခဏကောင်းနေပြီးတော့ဂျာထဲမှာသူကကုသမှုကိုရပ်တန့်လိုက်တာတော်တော်ကြာသွားတဲ့အခါမှာဒီကင်ဆာ cells တွေပြန်ပြီးတော့မှအသက်ဆုံးရှုံးသွားတာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ BALL မှာမဟုတ်ဘူးဘက်ကင်ဆာအမျိုးအစားပဲဖြစ်ပေါ့နော်ဒီ supplementအားစေးတွေပြီးတယ်ဆိုလို့ရှိရင်တော့ဒီကင်ဆာရဲ့ကုသပုံမှာဘာမှအကျိုးသက်ရောက်မှုမရှိပါဘူးเนาะအဲ့တော့ဒီဗီဒီယိုလေးကမိမိအတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်တခြားသူတွေလည်းအကျိုးရှိတာlike and share လေးလုပ်သွားလို့ရပါတယ်